ဇက်လန်လေးကတော့1984ခုနှစ်စီရတဲမြို့ရဲ့မိုးရွာတဲ့နေ့တစ်နေ့နဲ့စတင်ထားပါတယ်။ကျောင်းရှိမှာတော့ကလေးတွေကိုမိဘတွေကတယောက်ပြီးတယောက်လာကြိုသွားကြပေမဲ့ဒါလီယာလို့ခေါ်တဲ့ကောင်မလေးကတော့အချိန်မှန်ရောက်မလာတတ်တဲ့မိခင်ဖြစ်သူကိုစောင့်ဆိုင်လို့နေပါတယ်။သူမရဲ့မျက်နှာပေါ်မှာတော့ဝမ်းနည်းမှုတွေရဲ့နောက်ပြီးအထီးကျန်မှုတွေနဲ့အသာကျနေပြီးသားဆိုတာကိုထင်ထင်ရှားရှားမြင်တွေ့ရမှာပါ။ဒီတော့ကလေးဘွားရဲ့စိတ်တန်ရာတချို့ကတစ်ချိန်မှာဒါလီယာဆိုတဲ့ကောင်မလေးအတွက်ဖြစ်ရဆိုတကူဖြစ်လာစေမဲ့အကြောင်းရင်းတွေကတချို့ပဲဖြစ်ပါတယ်။နှစ်ပေါင်း30ကြာပြီးနောက်မှာတော့ဒါလီယာဆိုတဲ့ကောင်မလေးကနယူးယောက်မြို့မှာအရွယ်ရောက်ပြီးသားမျိုးသမီးတူဖြစ်လို့နေပါပြီ။ဒါပေမဲ့သူမရဲ့ဘဝဘေးကံကြမ္မာကတော့ကံမကောင်းခဲ့ရှာပါဘူး။လက်ထပ်ပြီးသားအမျိုးသားဖြစ်သူကိုင်းနဲ့လည်းကွာရှင်းပြတ်ဆဲထားပြီးတော့6နှစ်အရွယ်တမီလေးစီစီကိုလည်းဆောက်ရှောက်ခွင့်ရဖို့အတွက်တရားရုံးမှာတရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ဒါလီယာတယောက်ငွေကြေးအခက်အခဲပြဿနာတွေအနေငယ်ရှိလာပြီးတော့ရူစဘယ်ကျွန်းပေါ်ကဈေးတက်တာတဲ့တိုက်ခန်းအဟောင်းတစ်ခုစီကိုပြောင်းရွှေ့နေထိုင်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ပတ်ဝန်းကျင်အတစ်တစ်ခုစီကိုမပြောင်းရွှေ့လို့တဲ့သမီးလေးစီစီကတော့အဲ့ဒီကတိုက်ခန်းအဟောင်းကြီးကိုပြောင်းရွှေ့ဖို့အတွက်လုံးဝသဘောမကျခဲ့ပါဘူး။အဲ့ဒီတိုက်ခန်းမှာမာစတာဗီလို့ခေါ်တဲ့လူထူးဆန်းမန်နေဂျာအဖိုးကြီးတယောက်ရှိပါတယ်။ဒါလီယာတို့တိုက်ခန်းသွားကြည့်တဲ့နေ့မှာပဲထူးဆန်းတဲ့ဖြစ်ရဆိုတွေနဲ့စတင်ကြုံတွေ့လိုက်ရပါတယ်။အဲ့ဒီအဖြစ်အပျက်တွေကတော့ဒက်လီကာထဲမှာဒါလီယာရဲ့လက်ကိုတစုံတစ်ယောက်ကလမ်းကိုက်နေတဲ့မျိုးခံစားလိုက်ရပြီးတော့တိုက်ခန်းပတ်လည်းပတ်ကြည့်နေတဲ့အချိန်တော်တွင်းမှာပဲတမီလေးစီစီတယောက်ရုတ်တရက်ပျောက်ဆုံးလို့သွားခဲ့ပါတယ်။သမီးဖြစ်သူကတိုက်ခန်းရဲ့အပေါ်ဆုံးထက်ကခေါင်မိုးပေါ်ကိုရောက်ရှိလို့နေပြီးတော့ဘန်းရောင်ကြောပွိတ်တစ်လုံးနဲ့အတူထူးထူးဆန်းဆန်းမြင်တွေ့လိုက်ရပါတယ်။ကြောပွိတ်ထဲမှာအယုံမလေးတစ်ခုပါနေတာရဲ့နောက်ပြီးအဲ့ဒီတိုက်ခန်းကိုပြောင်းရွှေ့ဖို့အတွက်လုံးဝသဘောမကျခဲ့တဲ့သမီးလေးစီစီကလည်းထူးထူးဆန်းဆန်းအဲ့ဒီတိုက်ခန်းမှာပြောင်းရွှေ့နေထိုင်ခြင်းကြောင့်ကိုအမေဖြစ်သူကိုတဖွာဖွာပြောလို့နေပါတယ်။ဒါကြောင့်ဒါလီယာကလည်းမတက်နိုင်တော့တဲ့အစုံတိုက်ခန်းကိုငားယူဖို့အတွက်တဘောတူညီလိုက်ရပါတယ်။တာအမိနေအောင်တိုက်ခန်းသေးစုကိုပြောင်းရွှေ့လာပြီးမကြခင်ရက်ပိုင်းအတွင်းမှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေကခက်ဆက်စိတ်ပိုးပြီးတော့ဖြစ်လာခဲ့ပါတယ်။သူတို့အခန်းရဲ့မျက်နှာချက်ပေါ်ကမဲညစ်နေတဲ့ရေတွေကတစိမ့်စိမ့်ကျနေပြီးတော့သူတို့ရဲ့အပေါ်ထက်ကလူမနေတဲ့အခန်းမှာဆိုရင်လည်းခြေသံတွေအမြဲကြားနေရပါတယ်။ဒါကြောင့်ဒါလီယာတယောက်အိမ်မရတဲ့ညတွေများလာပြီးတော့စိတ်ပီစုမှုဝေဒနာတွေနဲ့ခေါင်းကိုက်တဲ့ဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားလာခဲ့ရပါတယ်။တစ်ဖက်မှာလည်းခင်မိုးဖြစ်သူကဒါလီယာကိုစိတ်မနှံ့တဲ့သူတယောက်အဖြစ်တရားစွဲဖို့ကြိုးစားလို့နေပြန်တယ်။သမီးဖြစ်သူစီစီကလည်းဘယ်မှမသိတဲ့နာတာရှာလို့ခေါ်တဲ့ကောင်မလေးနဲ့စကားပြောနေတာကိုတွေ့မြင်လိုက်ရပါတယ်။တကယ်တော့နာတာရှာလို့ခေါ်တဲ့ကောင်မလေးကဒါလီယာတို့နေတဲ့တိုက်ခန်းရဲ့အပေါ်ထက်ကကလေးမလေးတယောက်ရဲ့နာမည်ပဲဖြစ်ပါတယ်။တညမှာတော့ဒါလီယာကသူတို့ရဲ့အပေါ်ထက်ကလူမနေတဲ့အခန်းတစ်ခုစီကိုရောက်ရှိလို့သွားခဲ့ပြီးတော့အမေဖြစ်သူကိုတကယ်အပြစ်ပြက်လို့အိမ်မက်လို့အနေနဲ့ပြင်တွေ့လိုက်ရပါတယ်။ဘက်ပေါင်းစုံကထိုးနှက်ချက်တွေကြောင့်ဒါလီယာတယောက်သူမရဲ့ငယ်ဘဝကရရှိခဲ့တဲ့စိတ်တန်ရာတွေဟာဆိုရင်မဖိတ်ခေါ်ပဲပြန်လည်ရောက်ရှိလူလာခဲ့ပါတယ်။တမီဖြစ်သူကလည်းကျောင်းမှာထူးဆန်းတာတွေစပြီးတော့ပြုလုပ်လာခဲ့ပါတယ်။တနေ့မှာတော့ဒါလီယာကတိုက်ခန်းရဲ့အပေါ်ဆုံးထက်ကထူးထူးဆန်းဆန်းပျောက်ဆုံးသွားခဲ့တဲ့နာတာရှာလို့ခေါ်တဲ့ကောင်မလေးရဲ့အလောင်းကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။တကယ်တော့နာတာရှာဆိုရင်လွန်ခဲ့တဲ့နှစ်တွေကတည်းကရေကန်ထဲမှာချော်ချပြီးတော့တေဆုံးနေတာကိုဘယ်သူမှသတိမထားမိခဲ့ကြတာပါ။ဒါလီယာကအဲ့ဒီအဖြစ်အပျက်တွေကိုကြုံတွေ့ပြီးတဲ့အခါမှာတော့တိုက်ခန်းစီကနေအမြင်ပြောင်းရွှေ့ဖို့အတွက်ပြင်ဆင်နေခဲ့ပေမဲ့မကျွတ်လွတ်သေးတဲ့နာတာရှာကလေးဝိညာဉ်ကသူမကိုအလွတ်မပေးခဲ့ပါဘူး။နာတာရှာကသူမကိုဆုံးသွားခဲ့တဲ့အမေဖြစ်သူအစားဒါလီယာကိုအမေဖြစ်အလိုရှိနေခဲ့ပါတယ်။ဒါကြောင့်ရေချိုးခန်းထဲမှာတယောက်တည်းရေချိုးနေခဲ့တဲ့သမီးဖြစ်သူစီစီကိုနာတာရှာလို့ခေါ်တဲ့ကောင်မလေးကရင်းနှစ်သက်ဖို့ကြိုးစားလိုက်ပါတယ်။ဒါလီယာကလည်းဒါကိုတီးလိုက်တဲ့အချိန်တော်တွင်းမှာပဲတမီးဖြစ်သူကိုကာကွယ်ဖို့အတွက်အသေးအတန်သားစီးလိုက်ပါတယ်။ဘာမှမတက်နိုင်တော့တဲ့နောက်ဆုံးမှာတော့ဒါလီယာကလည်းတမီးနဲ့အတူနေပေးပါမယ်ဆိုပြီးတော့နာတာရှာကလေးဝိညာဉ်ကိုဂတိပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့တမီးဖြစ်သူနဲ့အလဲလဲလုပ်ပြီးတော့ဒါလီယာတယောက်ရေချိုးခန်းထဲမှာရေမွန်းပြီးတေဆုံးသွားခဲ့ပါတယ်။ဒါလီယာတေဆုံးသွားပြီးတဲ့နောက်မှာတော့တမီးဖြစ်သူစီစီကတော့အဖေဖြစ်သူကိုင်နဲ့အတူနေထိုင်ခွင့်ရရှိသွားခဲ့ပါတယ်။